ခုမြင်နေရတဲ့အတိုင်းမူးမြေကြီးကတော့ကျသွားပြီဖြစ်ပါတယ်ဒါပေမဲ့ရှေ့ကြီးလာမှုကြောင့်နောက်ဆက်တွဲဆုံးရှုံးမှုတွေကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အညာဒေသမှာသုံးနေရတဲ့လမ်းလေးတစ်ခုဖြစ်ပါတယ်ရှေးတွေရမ်းကြီးပြီးတဲ့နောက်လမ်းမှာကျိုင်းခွက်ကြီးတွေဖြစ်ပေါ်လာပြီးတော့သွားလို့လာလို့မရတော့အောင်ကိုခြေနေစိုးနေပါတယ်နောက်ဆုံးမှာလူသွားဖို့တောင်မှဘလောက်ခက်ခဲသွားရတယ်ဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာဆိုလဲလမ်းကအလုံးစုံပျက်စီးသွားတာကိုတွေ့ရပါတယ်ဒိုးရိုပေါက်ဖြစ်သွားတဲ့နေရာမှာဆိုရင်လူသွားဖို့တောင်မှအခုလိုမျိုးခက်ခဲသွားနေကြတာဖြစ်ပါတယ်ဘလောက်ပြန်ပြင်ဖို့ကတော့နည်းနည်းကြာအောင်မဲ့ထင်ပါတယ်အားလုံးကူညီပေးကြပါအောင်ခင်ဗျာ